ကြီးနဲ့အားပေးတဲ့စာဆိုရင်တော့ဟိုကတော့ရှိတယ်ဒီဒီအတက်တော့ရှိတယ်ဒါဝမ်းနာတော့ပါဘူးနော်ဒါကြောင့်ဝမ်းနာတော့ပြင်သွားတော့ဗာလေပလေးနဲ့ဝမ်းနာနဲ့ရောပေါက်လိုက်ရင်တော့အလံရော့ကြေးလာမယ်ပြီးရင်အပြီးအားဖြင့်လည်းအသီးစာအားပေးတာပေါ့ဒီမိုးကထိပဲနေတယ်တော်တော်လေး okay တော့နော်ဘယ်ကောက်လာတော့ကျွန်တော်အဲ့လောက်လေးမတက်ဘူးနော်